ကဘာကြီးပြောင်းလဲသွားပြီးလူတိုင်းဟာသူတို့နောက်ဆုံးစားခဲ့တဲ့တိရစ္ဆာန်အဖြစ်ပြောင်းလဲသွားကြတယ်တချို့လူတွေကနွားသားခောက်ဆွဲတစ်ပကံစားပြီးအစွမ်းထက်တဲ့ရှီဟောင်းနဂါးနဲ့ကြီးအဖြစ်ပြောင်းလဲသွားတယ်တချို့ကကြက်ကြော်တောင်ပံကိုကိုက်စားပြီးမိကနေပြန်လည်မွေးဖွားလာတဲ့ဖီးနစ်ငှက်ဖြစ်သွားတယ်ကျွန်တော်အလဲကြတော့ကျွန်တော်ရဲ့အရင်ဘဝမှာရွှေစံကြောကိုပေါ့ပေါ့ဆဆစားမိတာကြောင့်နိုးထလာတာကအတုံးမကျတဲ့တချင်းဆိုကခုံကကျွမ်းကျင်မှုတွေပဲတော်ရန်တိရစ္ဆာန်တွေပြည့်နေနေပြီးအသက်ရှင်ရေးအတွက်အပြင်းထန်ရှင်ပြန်ရတဲ့နောက်ဆုံးမင်းဆက်ခင်မှာကျွန်တော်တိတ်မကြလိုက်ပဲဆူဆူရွရွတည်ဆုံးခဲ့ရတယ်အခုကျွန်တော်ပြန်လည်မွေးဖွားလာခဲ့ပါပြီပျက်စီးခြင်းမဖြစ်ခင်အချိန်စီကိုပေါ့လာတော့မယ်တက်ဆူကြီးရဲ့အမှန်တရားအလုံးကိုသိရှိထားတာကြောင့်ကျွန်တော်ဟာအစီအစုတိုင်းကိုတေချာစွာစီမံနေပြီးကျိန်ဆိုခဲ့ပါတယ်ဒီပြောင်းလဲသွားတဲ့ကဘာကြီးရဲ့အမြင့်ဆုံးထိနှန်းကိုတိမ့်ပိုက်ဖို့ကျွန်တော်ပထမဆုံးပြတ်မှတ်ထားခဲ့တာကတော့လင်းတို့ပါသူတို့ဟာမယုံနိုင်တော့အောင်ညံ့မြင်မြင်နဲ့တခြားတဝါရီထက်ကိုထက်မြက်တဲ့နားစွမ်းတွေနဲ့မွေးဖွားလာတာပါကျွန်တော်လင်းတို့ရဲ့စွမ်းရည်တွေကိုရရှိခဲ့မယ်ဆိုရင်ညာခင်းရဲ့အန်ရည်တွေကိုလုံးဝလစ်လူရှုပြီးဒီအန်ရည်များတဲ့ကဆူကြီးရဲ့မယိုင်းမလဲမှောက်မိုက်ပင်ဖြစ်လာမှာပါဒုတိယမဖြစ်မနေရရမယ့်အရာကတော့လျှက်စစ်ငါးခုံမှာသူတို့ဟာအပြင်းလုံးနဲ့လျှက်စစ်ရှိရဘိုးထက်မနေထုတ်လုပ်နိုင်ပါတယ်ကျွန်တော်ရဲ့အရင်ဘဝမှာအင်အားကြီးတဲ့ပြောင်းလဲသူတချို့ဟာလျှက်စစ်ငါးခုံရဲ့စွမ်းအားတွေကိုအသုံးပြုပြီး Quad Stone Data မှာအုပ်စိုးခဲ့ကြပြီးဘယ်သူမှသူတို့ကိုမစော်ကားရဲခဲ့ဘူးအဲ့ဒါကိုဆုံးဖြတ်ပြီးတာနဲ့ကျွန်တော်ဟာအင်အားကြီးတဲ့ဖျားသခင်လိုတရဝါတွေကိုရှာဖွေဖို့ online ပေါ်တက်ခဲ့ပါတယ်ပုံမှန်တိုင်းထင်ရတဲ့ပရိယတ်စိတ်တကောင်ကကျွန်တော်ကိုချက်ချင်းဆွဲဆောင်သွားတယ်ပုံမှန်ပရိယတ်စိတ်တွေဟာသူတို့ကိုလေးချိန်ရဲ့400စာကိုတည်ဆောင်နိုင်ပြီးကြည်စံပရိယတ်စိတ်တွေဟာပရိယတ်စိတ်လောကရဲ့ထိပ်တန်းကျန်းကျုပ်သူတွေပါကဘာပေါ်မှာအစိတ်ရှိဆုံးတရဝါ10မျိုးထဲမှာပါဝင်တဲ့လင်းယုံဟာကျွန်တော်ကိုမယုံနိုင်တော့အောင်ညံ့မြင်မြင်နဲ့အရန်ထက်မြက်တဲ့နားစွမ်းတွေပေးပါတယ်လျှက်စစ်လိုင်းတွေကကျွန်တော်ကိုအားကြီးတဲ့မိုးကြိုးတွေကိုတစ်ပတ်ကိုထိန်းချုပ်ခွင့်ပေးပါတယ်ကြည်စံကလတ်ထိုင်ကကျွန်တော်ကိုပရိယတ်စိတ်အစဉ်ကြောက်စရာကောင်းတဲ့ခွန်အားနဲ့အလွန်ကိုက်ခွန်အားနဲ့အစိတ်ရှိတဲ့အစွန်းတွေပေးပါတယ်ကျွန်တော်ဟာဒီလိုကြောက်စရာကောင်းတဲ့တိုက်ခိုက်ရေးအာယုံတွေနဲ့အစိတ်တောက်စွမ်းရည်တွေအားလုံးကိုရရှိထားပြီးမြဲအရေးကြီးဆုံးအရာဖြစ်တဲ့ကာကွယ်ရေးကိုတော့ဒီရက်ဆက်တဲ့ကတ်ဆူကြီးမှာလိုနေပါသေးတယ်တင်းရဲ့ကာကွယ်ရေးကညံ့ဖြစ်ရင်ဘလောက်ပဲအားကောင်းတဲ့တိုက်ခိုက်မှုရှိမကြခင်မှာပဲတခြား mutation တွေရဲ့တားကောင်ဖြစ်သွားမှာပါဒါမှမဟုတ် mutation ရှိတဲ့တားရဲ့အစာဖြစ်သွားမှာပါကျွန်တော်ပြန်လဲအသက်ရှင်ခွင့်ရတာကြောင့်ကျွန်တော်ဟာကိုအားလုံးပြည့်စုံတဲ့6000စစ်ဖျားသခင်အားနည်းချက်လုံးဝမရှိအောင်ပြောင်းလဲဖြစ်မှာပါအခုကာကွယ်ရေးရဲ့အလှည့်ကြရင်ကျွန်တော်ဘယ်လိုသွားမလဲလိမ့်လားဒါမှမဟုတ်မိကြောင်းလားကျွန်တော်ရဲ့အရင်ဘဝမှာ mutation မဖြစ်ခင်မိကြောင်းသားကိုစားခဲ့တဲ့သူတယောက်ကိုတွေ့ခဲ့ရပြီးမိကြောင်းအကြီးခွန်တွေနဲ့ဖုံးအုပ်နေပြီးအလွန်ခွန်အားတိုက်ခွန်အားနဲ့ရုပ်ပိုင်းဆိုင်ရာကာကွယ်ရေးတွေဟာအလွန်ကောင်းမွန်ခဲ့ပါတယ်မှတ်ချက်တွေထဲမှာလူတချို့ကလင်းမုံငါးကိုအကြံပြုခဲ့ကြတယ်ဘာလို့လဲဆိုတော့သူတို့ရဲ့အခွန်ဟာတဘာဝအတိုင်းကာကွယ်ရေးလိုခိုင်မာပြီးပုံမှန်ကြီးစံတွေကိုတောင်ကာကွယ်နိုင်ပါတယ်ဒါပေမဲ့လင်းမုံငါးတွေကိုနိုင်ငံတော်တက်မတော်ကကာကွယ်ပေးထားတာကြောင့်သူတို့ကိုရရှိဖို့တရားဝင်နည်းလမ်းမရှိပါဘူးကျွန်တော်အဲ့ဒီရွေးချယ်မှုကိုဆွန့်လွတ်လိုက်ပါတယ်ကျွန်တော်စဉ်းစားနေတော့မှာပဲရေဝက်ရဲ့အလွန်အသက်ရှင်နိုင်စွမ်းကိုတတိယသွားတယ်ပျက်စီးခြင်းမဖြစ်ခင်ကျွန်တော်ရေဝက်ကို